ကျမတို့ကိုကြာဖို့နဲ့ရိုက်မယ်လို့ထင်ခဲ့ပေမဲ့မမျှော်လင့်ပဲအဖေနဲ့ထိုမိန်းမဟာအလွန်အမင်းနှွေးထွေးပြူငါပြနေတဲ့မျက်နှာတွေဖြစ်နေတယ်ကျမတို့သားအမိကိုစားစရာတွေနဲ့အဝတ်အစားတစ်တွေကိုပေးတယ်ဒါပေမဲ့ကျမတို့ခန္ဓာကိုယ်တွေကပိန်လီချို့တဲ့နေတာကြောင့်ဒီလိုပိုးဖဲအဝတ်အစားကောင်းတွေနဲ့မလိုက်ဖက်နေခဲ့ပါဘူးထိုအချိန်ဖေကအနားကပ်လာပြီးတမိကောင်းကောင်းမွန်မွန်နေရအောင်မြို့တော်ကလူတွေလာခေါ်တာတဲ့အဖေနောက်မိန်းမကလည်းနောက်ဆိုချမ်းသာတော့မှဆိုတော့အဖေရဲ့ကျွေးမွေးပြုစုပြိုးထောင်ပေးခဲ့တာတွေကိုတော့မမေ့လိုက်နဲ့အုံတော်လို့ဖားရှာတယ်သူတို့စကားကြောင့်ကျမနဲ့အမေလည်းဘာဖြစ်နေပြီလဲဆိုတာရိပ်မိလိုက်တယ်ဒါပေမဲ့လွန်ခဲ့တဲ့15နှစ်လုံးဘာသတင်းမှမရပဲဘာလို့ခုမှရုတ်တရက်လာခေါ်မှန်းစဉ်းစားမရခဲ့ဘူးကျမတို့သားအမိ2ယောက်မြို့တော်ကလာခေါ်တဲ့သူ10ယောက်တဲ့အခါအမေကဒါဟိုတုန်းကဆွေထိန်တော်ကြီးပဲလို့တိုးတိုးလေးပြောပြတယ်ကျမချက်ချင်းသဘောပေါက်သွားတယ်အမေမိန်းကလေးမွေးတာကိုမြင်မြင်ချင်းစိတ်ပြက်ပြီးထွက်သွားခဲ့တဲ့အထိန်တော်ကြီးပေါ့အထိန်တော်ကြီးကမျက်မှောင်ကျုပ်ပြီးကျမကိုအကဲခတ်ကသူကောင်းမျိုးနွယ်သမီးဖြစ်ပြီးဒီလောက်တောင်အဆင်မရှိဖြစ်နေရလားလို့ဆိုလိုက်တယ်ဒီစကားကြောင့်အဖေနဲ့နောက်မိန်းမတို့လည်းမျက်နှာပြက်သွားပြီးအမေလည်းစိတ်မကောင်းဖြစ်သွားတယ်ကျမကရုပ်ဆိုးတာမဟုတ်ပါဘူးနှစ်ပေါင်းများစွာစားစရာမရှိပဲအယိုးပေါ်အရေးတင်ဖြစ်နေခဲ့လို့ပါအထိန်တော်ကြီးကကောင်းကောင်းပြင်ထားကြမနှက်ဖြန်ငါနဲ့အတူမြို့တော်ကိုလိုက်ခဲ့ရမယ်လို့ပြောတယ်ကျမကဘာဖြစ်လို့ရုတ်တရက်ကြီးမြို့တော်ကိုခေါ်ရတာလဲဟင်လို့မေးလိုက်တယ်အဖေကကြပြကြရနဲ့အသက်ငယ်သေးလို့ဘာမှမသိတာကြောင့်အပြစ်မယူပါနဲ့လို့ဝင်ပြောတယ်အထိန်တော်ကြီးကနေစားမင်းကြီးနဲ့ကတော်ကြီးတို့ကမင်းအတွက်အိမ်နောက်တစ်ခုစီစဉ်ပေးထားတယ်မင်းသဘောတူတူမတူတူလိုက်ကိုလိုက်ရမယ်ထိုအခါမှကျမရဲ့အဖေရင်းဟာနေစားမင်းတယောက်ဖြစ်နေမှန်းလဲသိလိုက်ရတဲ့အဖေကသဘောတူပါတယ်သဘောတူရမှာပေါ့လို့ပြောရင်းကျမကိုသဘောတူဖို့မျက်ခုံးပင့်ပြတယ်အမေကတော့ကျမကိုမကာကွယ်နိုင်ပဲသူတစ်ပါးစီစဉ်သမျှခံနေရတဲ့အတွက်မိမိကိုယ်အပြစ်တင်ကရင်နစ်အောင်ခံစားနေရတာမှန်ကျမသိနေတယ်ကျမကအမေရဲ့တုံရီနေတဲ့လက်ကိုကင်ပြီးကျမမျိုးတော်ကိုလိုက်ပါမယ်ဒါပေမဲ့ကျမအမေကိုပါတပါးတည်းခေါ်သွားရမယ်အထိန်တော်ကြီးကမရဘူးလို့ပြက်ပြက်တသားညင်းတယ်နေစားကတော့ကခွင့်ပြုမှာမဟုတ်လို့ဒီတောင်းဆိုချက်ကိုသဘောတူမှာမဟုတ်ဘူးဆိုတာကျမကြိုသိနေပါတယ်အမေကိုမခေါ်သွားရရင်ဒီအိမ်တော်ကနေပြောင်းရွှေ့ပြီးပြုစုစောင့်ရှောက်ဖို့အစီခံ2ယောက်ခြံထားပေးရမယ်မဟုတ်ရင်ကျမတေးရင်တေးပါစေမျိုးတော်ကိုလုံးဝလိုက်မှာမဟုတ်ဘူးလို့တောင်းဆိုတဲ့အခါအထိန်တော်ကြီးကဘာမှထပ်မစင်စားပဲချက်ချင်းသဘောတူလိုက်တယ်မနှက်ဖြန်မျိုးတော်ကိုလိုက်သွားရမှာမို့အဲ့ဒီညမှာအမေဟာကျမကိုဖတ်ပြီးတငုံငိုတီးဖြစ်နေရှာတယ်ကျမကိုမခွဲနိုင်တယ်လို့သမီးကိုမကာကွယ်နိုင်တဲ့မိမိကိုအပြစ်တင်နေတော့တယ်သမီးမျိုးတော်ကိုသွားတာကအနည်းဆုံးတော့ဒီနေရာထက်မဆိုးနိုင်ပါဘူးသမီးရဲ့အဖေရင်းကဖခင်တယောက်လိုတန်ရောစင်ရှိချင်မှရှိလိမ့်မယ်ဒါပေမဲ့တထေးသူကြွယ်ကြီးတွေကတိတ်ခါကိုအလေးထားကြတော့အနည်းဆုံးတော့အမေနဲ့သမီးကိုရောင်းစားခဲ့တဲ့အခုအဖေလိုမျိုးတော့မဟုတ်ပါဘူးလို့ပြောကတညလုံးကျမကိုစကားတွေမှတန်းချွေနေခဲ့တော့တယ်